မှတ်ထားတော့စားပြီးသမျှစားခြင်းစားကြံတွေကိုအားလုံးကိုပြန်ပြီးအိတ်ထဲပဲပြန်ထည့်တာဒီတဲဘော်ကနေဘာတစ်ခုမှမြေကြီးဘုတ်ကိုပြစ်မချနဲ့ကုံပြောရရင်ကွာတရေထရတော့လုံးဝမလုပ်ရအောင်သဘောပေါက်လားဦးသာသူကတားဖြစ်သူအားတောတလေးကိုလေးစားသောအဖြစ်အလေးနဲ့မှားချနေကြတာပါဟုတ်ကဲ့ပါဖေဖေရဲ့ကျွန်တော်မမေ့ပါဘူးတားဖားနှစ်ယောက်ဒီတားကောင်ကိုစောင့်ကြည့်ရင်အချိန်တော်ကြာခဲ့တော့လေတားကောင်ကြီးအရေးရောလုံးဝမတွေ့ရတဲ့အခါမှာတော့အလဲကျစောင့်ကြည့်ရင်ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်ပထမဦးဆုံးဦးသာသူကသူ့သားကိုအေးစေပြီးသူကိုယ်တိုင်စောင့်ကြည့်နေခဲ့တာပါထို့နောက်ဦးသာသူတယောက်နိုင်ပြီးလာတဲ့အခါမှာတော့ကဲမဟုတ်တားလေးထားတော့အဖေအိတ်ချင်နေပြီကွာအဖေခဏတော့နားလိုက်ဦးမယ်တခုခုဖြစ်ရင်အဖေကိုအရင်လာနှုံနော်မောင်ဖို့တယောက်အိတ်ရှင်မို့လို့ပြထားလာကအပြင်းကျော်အရင်စမ်းလိုက်ပါတယ်ထို့နောက်သူ့ရဲ့လက်ဆွဲတော်ဖြစ်သောတနက်ကိုကင်ဆောင်ကဦးသာသူ၏နေရာတွင်အစားထိုး၍သားကောင်များကိုစောင့်ကြည့်နေခဲ့ပါ